ဇလန်းအစမှာဆေးရပြီးစကားမပြောနိုင်နားမကြားတဲ့ကောင်မလေးတယောက်ဆိုင်ထဲမှာပတ်စံခိုးရင်အဖမ်းခံလိုက်ရပါတယ်။ကောင်မလေးကအပြင်မှာသူ့အဖေစောင့်နေလို့လွတ်ပေးဖို့တောင်းပန်ပေမဲ့ရဲတွေကလက်ဟန်ချီဟန်စကားပြန်တယောက်ကိုခေါ်လိုက်ပါတယ်။စကားပြန်ကကောင်မလေးစကားပြောလို့ရအောင်လက်ထိပ်ကိုဖြုတ်ပေးဖို့ပြောပြီးတော့တကယ်လို့လားခုံးမှုမြောက်သွားရင်ထောင်နှံ3နှစ်ထိကြားခံရနိုင်တာမို့အမှန်တမ်းဖွင့်ပြောဖို့ကောင်မလေးကိုဖြောင်းပြပါတယ်။ကောင်မလေးကတူယူလိုက်တဲ့ပတ်စံဟာသူ့တထေးကမပေးပဲဖြတ်ထားတဲ့သူ့ရဲ့လောက်ခလာစားတွေဖြစ်တယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့ရဲတွေကတော့ဆိုင်ရှင်ရဲ့အဆိုအရသူမကပတ်စံကိုယူပြီးထွက်ပြေးခဲ့တာလို့ပြန်ပြောပါတယ်။ကောင်မလေးဟာစိတ်တူပြီးဇပွဲကိုရိုက်ကအဲ့ဒီလူဟာလူကောင်းမဟုတ်ပါဘူးလို့အတင်းညင်းပါတယ်။ဆိုင်ရှင်ကငါကတနာလို့အလုပ်ပေးထားတာကိုအခုတော့ငါ့ကိုဆွဆွဲပြီးဒီလိုမျိုးကျေးဇူးဆက်တယ်လို့ပြောနေတာကိုစကားပြန်ကကြားသွားပါတယ်။ဒါနဲ့စကားပြန်ကဆိုင်ရှင်ကိုသူကနားမကြတော့ခမည်းကသူနဲ့ဘယ်လိုစကားပြောပြီးနားလည်အောင်လုပ်ခဲ့လဲလို့မေးတဲ့အခါမှာစာရေးပြီးဆက်သွယ်ခဲ့ကြတာလို့ဖြေပါတယ်။ပြီးတော့စကားပြန်ကကောင်မလေးကိုမင်းအပြစ်မရှိတာတက်တည်ပြဖို့တထေးနဲ့မင်းကြားကဖုံးမစိတ်တွေရှိတာလို့မေးပါတယ်။ကောင်မလေးကတော့တထေးကဖုံးရဲ့အပြန်အလှန်ပြောထားတာတွေကိုအမြဲတမ်းအတင်းဖြတ်ခိုင်းလေးရှိတယ်လို့ပြောပြပါတယ်။ကောင်မလေးဟာအရန်ကြောက်လန့်နေပြီးဘာစကားမှဆက်မပြောတော့ပဲစာရွက်တွေထဲမှာလက်မှတ်ထိုးပြီးချက်ချင်းပဲထွက်သွားခြင်းနေပါတယ်။စကားပြန်ကကောင်မလေးရဲ့လက်ကိုစုပ်ကန်ပြီးရှင်းနေကောင်ရှာပေးမဲ့ပြင်တရားရုံးထိပါလိုက်ပေးမယ်လို့ကြေပေးရင်စာရေးပြီးရှင်းပြဖို့အားပေးပါတယ်။ကောင်မလေးကရှင်းနေကားပြီးဈေးကြီးမှာစိုးရိမ်ပြီးရှင်ကျမကိုဘာလို့ဒီလောက်တောင်မှကူညီနေရတာလဲလို့မေးပါတယ်။လက်ဟန်ရှိရစကားပြန်မမိုးဟာရဲရရှိတဲ့သူရက်နေရင်ကောင်မလေးမှအပြစ်မရှိဘူးလို့သူယုံကြည်ကြောင်းပြောပါတယ်။ရဲရရှိကဇဝေဇဝါနဲ့မင်းကလက်ဟန်ချီဟန်စကားလည်းမတင်ဘူးပဲနဲ့ဘယ်လိုတက်နေတာလဲပြီးတော့အဲ့ကောင်မလေးကိုဘာလို့ဒီလောက်တော့စိတ်ဝင်စားနေရလဲလို့မေးပါတယ်အဲ့ဒီအချိန်မှာမမိုးဟာချစ်အောင်မကောင်းမဲ့အပြင်မှာတမီးဖြစ်သူကိုနေတိုင်းလိုစောင့်နေတဲ့အဖေဖြစ်သူကိုလမ်းမြင်လိုက်ပါတယ်ဒီမှာကရဲရရှိကိုလူတယောက်နားမကြားဘူးဆိုတာကိုပထမဆုံးမြင်ချင်းနဲ့ဘယ်လိုသိနိုင်လဲရှင်းပြပြမယ်လို့ပြောပြီးအဲ့ဒီကောင်မလေးကနားမကြားတဲ့လူတွေကြားထဲမှာကြီးပြင်းလာခဲ့တာလို့ရှင်းပြပါတယ်ဇလန်းကဒူမရဲ့ကလေးဘဝစီပြန်ရောက်သွားပါတယ်ဒူမဟာစကားမပြောနိုင်နားမကြားတဲ့ဒူမရဲ့အဖေရှိရနေပြေးနေပြီးအဖေဖြစ်သူကသူ့ရဲ့နားမကြားတဲ့တငယ်ချင်းတွေရှိတဲ့နေရာကိုခေါ်သွားပါတယ်အားလုံးကဒူမကိုချစ်ကြပြီးဒူမဟာလည်းသူတို့နဲ့တူပျော်ရွှင်ကစားနေပါတယ်အဖေဖြစ်သူကအထဲဝင်ပြီးစာတင်မှုလာခေါ်တဲ့အခါမှာဒူမကညှင်းဆန်တာကြောင့်အတင်းဆွဲခေါ်သွားပြီးလက်ဆေးပေးကစာတင်ခိုင်းပါတယ်ကြပြတပုတ်ကိုအလွတ်ရအောင်အတန်တွင်းထားတဲ့စက်ကူလေးဖွင့်စက်ကိုတောင်ဖွင့်ပြပေးပါတယ်အပြင်မှာတော့အဖေဖြစ်သူရဲ့တငယ်ချင်းတွေကစားပွဲတစ်ခုကစားရင်းရန်ဖြစ်ကြပါတယ်မမိုရဲ့အဖေကတွားပြီးဖြန့်ဖြေပေးပါတယ်မမိုကအဖေစီပြေးသွားပေမဲ့အဖေဖြစ်သူကရန်ပွဲကိုမမြင်စေချင်လို့မမိုရဲ့မျက်လုံးတွေကိုကာဝယ်ပေးလိုက်ပါတယ်သူတို့တွေကရန်ဖြစ်နေတာမဟုတ်ပဲကောက်ခုံနေကြတာပါလို့ဟန်ဆောင်လိုက်ပြီးယောက်ျားလေးအဖွဲ့မိန်းကလေးအဖွဲ့ခွဲကလူစုခွဲလိုက်ကြပါတယ်အဲ့ဒီချိန်မှာပဲဆူညံတန်တွေကြောင့်ပတ်ဝန်းကျင်ကတိုင်ကြားလို့ဆိုပြီးရဲရရှိတရားရောက်လာပါတယ်မမိုကသူတို့ပြပြပပစော့ကစားနေကြတာပါလို့အတင်းညင်းပါတယ်ရဲရရှိကဒါဆိုမင်းအမေကဘယ်မှာလဲလိန်မာရဲ့တမီးလေးရဲ့လို့မေးတဲ့ချိန်မှာရှောင်ရောက်လာပြီးအဲ့ဒီမှာလှုပ်လှုပ်တဲ့မျက်မှန်တဲ့သူကသူတို့ကိုအထဲမှာပဲနေခိုင်းတာပါလို့ရှင်းပြပါတယ်အဲ့ဒီလူကလည်းသူတို့တွေစောက်ကြီးပဲဆွဲနေကြတာပါလို့ဆိုပြီးလိန်ပြောပေးပါတယ်ရဲရရှိကမမိုကိုမင်းအမေဘယ်မှာလဲလို့ထပ်မေးတဲ့အခါမှာတော့သူမကအမေကအခြားမြို့မှာရှိတယ်လို့ဖြေပါတယ်သူကဘာလို့ကြောင်းမတက်နေတာလဲလို့ထပ်မေးပါတယ်သူမပြန်မဖြစ်နိုင်ခင်မှာပဲသူမရဲ့အဖေရောက်လာပါတယ်အဲ့ဒီခမ်းမပိုင်ရှင်ကရဲရရှိကိုတောင်းပန်ပြီးဒီပြဿနာကိုဖြေရှင်းလိုက်မယ်လို့ကြေပေးပါတယ်အဲ့ဒီညမှာရှောင်းဟာသူနဲ့သူ့ဇနီးရဲ့ဓာတ်ပုံကိုထိုင်ကြည့်နေပါတယ်တမီးဖြစ်သူကမမေဘယ်တော့ပြန်လာမှလဲလို့မေးတဲ့အခါမှာသူကအဖေလည်းမသိဘူးလို့လိန်ပြောလိုက်ပါတယ်သူမကဘာလို့ဖုံးမဆက်တာလဲလို့ထပ်မေးတော့သူကတမီးကြောင်းစားတတ်တာနဲ့သူဖုံးဆက်လိုက်မယ်နောက်ပတ်ကြရင်တမီးကိုကြောင်းတွေးပေးမယ်လို့ပြောပါတယ်တမီးဖြစ်သူကကြောင်းကဖွင့်နေပြီပဲဟာပြီးတော့အဖေကကြိုတင်ပြီးကြောင်းမလျှောက်ထားလို့တမီးတို့အများအားထုတ်ခံရတာလေလို့ထောက်ပြပါတယ်ပြီးတော့တမီးကကြောက်တက်ဖို့ဘာလို့လိုတာလဲတမီးကအဖေကိုထားခဲ့ရင်အဖေအလုပ်လဲလုပ်နေမှာမဟုတ်ဘူးဘာမှလည်းကြားမှာမဟုတ်ဘူးလို့ပြောပါတယ်သူကပညာရေးဟာအရေးကြီးကြောင်းဒါမှလာတမီးကြီးလာရင်ရှေ့နေဆရာဝန်ဒါမှမဟုတ်လူလေးစားခံရတဲ့ဆရာမတယောက်ဖြစ်လာနိုင်မှာဖြစ်တယ်လို့အကြားအာရုံရှိတဲ့တငယ်ချင်းတွေလည်းမိတ်ဆွေဖွဲ့နိုင်မှာဖြစ်ကြောင်းရှင်းပြပါတယ်တမီးဖြစ်သူကသူမဟာအမေနဲ့တူလာလို့မေးတဲ့အခါမှာသူကမတူပါဘူးအဖေနဲ့တူလာလို့ပြောပါတယ်သူမကတော့မဟုတ်ပါဘူးအဖေကနှာခေါင်းကြီးကြီးနဲ့နှာခေါင်းမွေးအထူကြီးပဲဟာလို့ပြန်ပြောပါတယ်သူကရီမောရင်ငါကရှူချီအာဘာဆာနဲ့တူတာပါကြည့်လိုက်အောင်လို့ပြောပါတယ်သူတို့တွေအတူတူရီမောကစားကြပါတယ်ရဲနိုင်ငယ်ကြမှာတော့သူမရဲ့အမေဟာမထင်မဖက်ရောက်လာပါတယ်ရှောင်းဟာအံ့ဩတော့ပါတယ်သူတို့ထိုင်စကားပြောကြတဲ့အခါမှာအမေဖြစ်သူကမမိုကိုသူတို့ကွာရှင်းထားတဲ့အကြောင်းမပြောပြရတဲ့အတွက်ရှောင်းကိုကျေးဇူးတင်ကြောင်းပြောပါတယ်သူမလာတာကမမိုရဲ့ပညာရေးအကြောင်းဆွေးနွေးဖို့ဖြစ်ပြီးမမိုကိုတာမန်ဘဝမျိုးရရှိစေချင်တဲ့အတွက်သူမနဲ့သူခေါ်သွားပြီးမွေးကျင်တယ်လို့ဆိုပါတယ်ရှောင်းကညင်းဆိုပြီးသူမမှာအိမ်နောက်တစ်ရှိနေပြီဖြစ်တယ်လို့နောက်ထပ်ကလေးတယောက်လည်းရှိနေပြီဆိုတာကိုတတိပေးပါတယ်သူမကတော့မိန်းကလေးတွေဟာအမေလိုတယ်လို့ညင်းခုန်ပြီးလွန်ခဲ့တဲ့9နှစ်ကသူမထွက်သွားခဲ့စဉ်ကအကြောင်းပြန်ပြောပါတယ်သူမကဂုံတိတ်ခါလည်းမရှိအနာဂတ်လည်းမရှိပဲစင်စင်ရဲရဲမနေခြင်းလို့ထွက်သွားခဲ့တာလို့ရှင်းပြပါတယ်အနာဂတ်ဆိုတဲ့စကားလုံးကရှောင်းကိုအပြင်းထန်ထိမှန်သွားစေပါတယ်ဒီမှာကဆက်ပြီးဒါငါစုထားတဲ့ပတ်စံတွေအားလုံးပဲမမိုကိုငါ့ကိုပေးပါလို့ပြောတဲ့အခါမှာရှောင်းကစိတ်တူသွားပြီး
မင်းကတမီးကိုငါစီရဝယ်မလို့လားလို့မေးပါတယ်သူတို့တွေအတန်ကြဲကြဲကြဲနဲ့အပြင်းထန်ညှင်းခုန်ကြပြီးနောက်ဆုံးမှာတော့သူမကတရားဆွဲပြီးတရားရုံးကနေတဆင့်မမိုကိုအရယူမယ်လို့ချိန်ချောက်ပါတယ်ရှောင်းတဲ့တငယ်ချင်းတွေကရှင်းနေငါဖို့ပတ်စံဘယ်ရမယ်လို့မေးကြပါတယ်ခမ်းမပိုင်ရှင်ကရှင်းနေကောင်းကောင်းတယောက်ကိုတိတယ်လို့ပြောပါတယ်ဒါနဲ့သူတို့တော်တွေးကြပါတယ်ရှေကကောင်မလေးရဲ့အမှုမှာကူညီပေးခဲ့တဲ့စကားပြန်မမိုလဲအတူတူကားစီးလိုက်ပါလာပြီးရှောင်းကိုကားမြန်မောင်းပြောပါတယ်ရှင်းနေကကလေးကိုနှိပ်စက်ညှဉ်းပန်းထားတဲ့တက်တွေမရှိသေးတော့ဘယ်သူမှလာခေါ်လို့မရကြောင်းဒါပေမဲ့သူတို့ကလောင်ကစားရုံမှာနေထိုင်ကြပြီးမမိုကလည်းကြောက်မတက်ရသေးတဲ့ကြောင့်အမှုကတော့တကယ်ကိုခက်ခဲလိမ့်မယ်လို့ဝန်ခံပါတယ်တကယ်လို့ရှောင်းအနေနဲ့ပိုကောင်းတဲ့နေရာကိုမပြောင်းရွှေ့ပဲကလေးကိုလည်းကြောက်မထားဘူးဆိုရင်တော့အမှုရှုံးမှုရာခိုင်နှုန်းများတယ်လို့ပြောပါတယ်ရှောင်းကရှင်းနေငါဘောတဘောတူလိုက်ပြီးသူရှာရမြပတ်စံအားလုံးကိုပေးပါမယ်လို့ခရီးပြပါတယ်ရှင်းနေကတော့သူတို့ရဲ့နေထိုင်မှုအခြေအနေကိုချက်ချင်းပြောင်းလဲဖို့နဲ့မမိုကိုကြောင်းအပ်ဖို့ထပ်ပြီးသတိပေးပါတယ်အဲဒီနောက်ရှောင်းဟာမမိုကိုကြောင်းအပ်နိုင်မှုအတွက်အမေဖြစ်ဟန်ဆောင်ပေးပါဆိုပြီးစကားပြန်မမိုကိုအတင်းတောင်းမှပါတယ်သူမကတော့ကလေးမကြိုက်ဘူးဆိုပြီးညှင်းလိုက်ပါတယ်သူကပတ်စံပေးမယ်လို့အထိကမ်းလှမ်းပေမဲ့သူမကတော့လက်မခံပါဘူးဒါပေမဲ့မမိုတချင်းဆိုနေတဲ့အတန်တွင်းဖိုင်ကိုကြားလိုက်ရတဲ့အခါမှာတော့စကားပြန်မမိုရဲ့စိတ်နှလုံးဟာပျော့ပြောင်းသွားပါတယ်သူမဟာကျောင်းဖွင့်ရဲ့ပထမဆုံးနေ့မှာသူတို့နဲ့အတူလိုက်သွားပေးခဲ့ပေမဲ့ဆီယာမကမမိုကိုမေးခွန်းပေးတဲ့အခါတိုင်းမမိုကဘာမှပြန်မပြောဘဲငြိမ်နေပါတယ်ထုံးစံတိုင်းပဲကျောင်းစားတက်တဲ့ပထမဆုံးနေ့မှာတင်ကျောင်းကနေထုတ်ခံလဲရပါတယ်နောက်ဆုံးတော့စကားပြန်မမိုကမမိုရဲ့အဖေဟာနာမကျသူဖြစ်ပြီးတမီးကိုတယောက်တည်းပြုစုပြောထောင်ခဲ့ရကြောင်းသူတမီးကိုတာမန်ကလေးတွေလိုပဲကြီးပြင်းပြီးပညာတင်စီခြင်းတက်တာဖြစ်ကြောင်းဆီယာမကိုဖွင့်ပြပြလိုက်ပါတယ်သူမကမမိုရဲ့အဖေဟာနာမကျလို့နှုတ်ခမ်းလှုပ်ရှားမှုကိုပဲကြည့်ပြီးနားလည်ရတာဖြစ်ကြောင်းရှင်းပြပါတယ်တမီးဖြစ်သူတင်ယူသည်မြစကလုံးတိုင်းကိုအတန်တွင်းထားပေးပြီးတမီးဖြစ်သူမမှန်ကန်ကန်ပြန်ပြောနိုင်ရလားဆိုတာကိုတခြားလူတွေကိုမေးပြီးအမြဲစစ်ဆေးပေးခဲ့တာပါအဖေဖြစ်သူကအတန်တွင်းဖိုင်ကိုဖွင့်ပြတော့မဲ့အချိန်မှာပဲမမိုကကြပြားကိုကိုယ်ရရွတ်ဆိုပြလိုက်ပြီးသူမတကယ်တက်ကြောင်းတက်တည်ပြလိုက်ပါရဲ့ကျောင်းကတာဝန်ရှိသူတွေကလည်းအထင်ကြီးသွားကြပြီးသူမကိုကြောက်လက်ခံမှုသဘောတူလိုက်ပါရဲ့အဲဒီနောက်စကားပြန်မမိုကရှောင်းကိုရှင့်နေကအမှုကားတွေတောင်းနေပြီလို့ပြောပါရဲ့ရှောင်းကအချိန်နည်းနည်းလောက်ထပ်ပေးဖို့တောင်းပန်ပါတယ်ရှောင်းနဲ့မမိုတို့ဟာသူတို့နေခဲ့တဲ့လောင်းကစားရုံတွေကနေအပြင်ကိုပြောင်းရွှေ့ကြပါတယ်သူတို့ရဲ့နာမကျတဲ့တငယ်ချင်းတွေအားလုံးစုဝေးပြီးလာရောက်နှုတ်ဆက်ကြတယ်လို့မမိုကိုလည်းစာကြိုးစားဖို့အားပေးကြပါတယ်တယောက်ချင်းစီကသူမကိုလက်ဆောင်တွေပေးကြပါတယ်သူမဟာသူတို့ကိုထားခဲ့ရလို့ငိုရှာပါတယ်ရှောင်းကတငယ်ချင်းတယောက်ကိုကားပေရရတယ်လို့မေးတဲ့အခါတငယ်ချင်းဖြစ်သူကရှင်းနေကြီးရဲ့လုပ်ငန်းကြီးတစ်ခုမှာအလုပ်လုပ်နေတာဖြစ်ပြီးအလုပ်လုပ်ဖို့အတွက်ရှင်းနေရဒီကားကိုပေးထားရလို့ရှင်းပြပါရဲ့ရှောင်းနဲ့တမီးဖြစ်သူဟာသူအလုပ်လုပ်မဲ့ဟိုတယ်ကအခန်းငယ်လေးတစ်ခုတည်းကိုပြောင်းရွှေ့လိုက်ကြပါရဲ့အဲဒီညမှာမမိုကအဖေဖြစ်သူရဲ့မျက်နှာပေါ်ခြေထောက်တင်ပြီးအိပ်ပျော်နေပါရဲ့မနေ့ကမှတော့အဖေဖြစ်သူကအိတ်ချင်မှုတူးနဲ့ပဲတမီးကိုကြောင်းစီချီပိုးပြီးလိုက်ဖို့ပါရဲ့သူကတမီးကိုနောက်ဆိုစောစောအိပ်ဖို့တတိပေးပါရဲ့တမီးဖြစ်သူကအဖေကိုယ်တိုင်လဲစောစောမထနိုင်မဲနဲ့လို့ပြန်ပြောပါရဲ့သူကတမီးကိုကြောင်းမှာလက်ဟန်ချီဟန်စကားမတုံးမှုလည်းတတိပေးပါရဲ့အဲဒီအချိန်မှာသူမရဲ့အမေကရုတ်တရက်ရောက်လာပြီးကစားစရာတစ်ခုပေးပါရဲ့ရှောင်းကကစားစရာကိုယူခွင့်ပြုလိုက်ပြီးမမိုကလည်းအမေဖြစ်သူကိုဖတ်ထားပါရဲ့ကျောင်းကသူမရဲ့ပထမဆုံးနေ့ကိုကြိုးဆိုတယ်လို့ဟိုတယ်ကလည်းရှောင်းရဲ့ပထမဆုံးအလုပ်ဆင်းမဲ့နေ့ကိုကြိုးဆိုပါရဲ့မမိုကအတန်းထဲဝင်သွားပြီးအတန်းပြီးတဲ့အခါမှာတငယ်ချင်းတွေနဲ့တူကစားပါရဲ့တရက်မှာတော့သူမဟာအခြားကောင်မလေးတယောက်တီးခတ်နေတဲ့တာယာလာတဲ့တေးဂီတတန်ကိုကြားသွားပါရဲ့အဲ့ဒီတန်မှာနေမျောသွားပြီးသူမလည်းအဲ့လိုမျိုးဖြစ်ချင်တယ်လို့ဆန္ဒရှိမိကသူတို့နှစ်ယောက်တငယ်ချင်းတွေဖြစ်သွားကြပါရဲ့တရက်မှာတော့ရှောင်းဟာဟိုတယ်အခန်းတစ်ခါတစ်ခုကိုခောက်ပေမဲ့ဘယ်သူမှပြန်မထူးပါဘူးဒါနဲ့သူအထဲဝင်သွားတဲ့အခါအခန်းထဲမှာမြို့သမီးတယောက်ရှိနေတာကြောင့်ပြဿနာအကြီးကျယ်တက်သွားပါတယ်ဒီကြောင့်ပဲသူတို့မျိုးကြောင့်တို့ကိုနောက်ကျသွားပါတယ်မမိုဟာသူမရဲ့အမေရောက်လာပြီးအိမ်ပြန်ခေါ်သွားတဲ့အထိတငယ်ချင်းအစ်စ်တွေနဲ့တူစောင့်နေခဲ့ရပါတယ်အဲဒီညမှာမမိုဟာအဖေကိုစောင့်ရင်းတယောက်တည်းကြံရစ်ခဲ့ရပါတယ်နောက်ဆုံးတော့သူဟာမိုးတဲဟန်စွာပြတို့နေတဲ့ဂျာကဆိုင်ကယ်နဲ့ရောက်လာပြီးတမီးကိုအိမ်ပြန်ခေါ်သွားပါတယ်နောက်တော့ရှင်းနေရုံကစကားပြန်မမိုဟာရှောင်းစီရောက်လာပြီးနေရာတစ်ခုကိုအတူတူလိုက်ခဲ့ဖို့ပြောပါတယ်သူမကရှောင်းရဲ့တငယ်ချင်းတယောက်ကိုလည်းမျိုးထိုးပြပြီးအဲ့တငယ်ချင်းကမတော်တဆမှုဖြစ်အောင်တမင်တကာဖန်တီးပြီးကားနဲ့တိုင်းပြီးအောင်လုပ်နေတာကိုစောင့်ကြည့်ခိုင်းပါတော့တယ်လန်သွားတဲ့ရှောင်းဟာသူ့တငယ်ချင်းဘာဖြစ်သွားလဲဆိုတာကြည့်ဖို့ကားကိုချက်ချင်းကျက်လိုက်ပါရဲ့အဲ့ဒီခါစကားပြန်မမိုကကျမတို့ခိုင်းနာမယ်နဲ့များလုံမယ်လို့ရှင်းဘက်ကပြောခဲ့တယ်မဟုတ်လားဆိုပြီးဇီပေးပါရဲ့ပြီးတော့သူမကရှောင်းကိုလည်းဒီတိုင်းလဲလို့ဖို့ပြောပါရဲ့အာမကန်ကုမ္ပဏီတွေကနေရော်ချင်းငွေထုတ်ပေးဖို့အတွက်တမိုးကြီးတဲ့ကားတွေကိုတဘာဝကြမတော်အဆမှုဖြစ်တယ်လို့မျိုးတိုက်ခိုင်းခဲ့တာပါဒါမှသူဟာရှင်းနေကပေးဖို့ပတ်စံရမှာဖြစ်ပါရဲ့ရှောင်းဟာအန်အော်တုံလုံးသွားပြီးသူ့တငယ်ချင်းလုံနေတာဒါမျိုးပါလားဆိုတာကိုရိပ်မိသွားပါတယ်
သူကသူ့တငယ်ချင်းစီတွားပြီးမင်းငါ့ကိုပြောတဲ့အလုပ်ဆိုတာဒါလားလို့အတင်းမေးပါတော့တယ်အဲဒီအချိန်မှာလူတယောက်ကရှောင်းကိုဝင်တိုက်ဖို့လုပ်တဲ့အခါမှာသူ့တငယ်ချင်းကနေအောင်ဒါငါတငယ်ချင်းဆိုပြီးတားလိုက်ပါရဲ့တငယ်ချင်းဖြစ်သူကလည်းသူလည်းစင်းစင်းရဲနဲ့မေကျွန်တော်တို့ပါဆိုပြီးရှင်းပြပါရဲ့တစ်ဖက်မှာလည်းဟိုတယ်ပိုင်ရှင်ကမြို့သမီးနဲ့ဖြစ်ပျက်ခဲ့တဲ့ကိစ္စကြောင့်ရှောင်းကိုအရန်စိတ်တူနေပါရဲ့ရှောင်းကပတ်စံလိုလို့အလုံးမထုတ်ဖို့တင်းတောင်းမှန်ပေမဲ့ဟိုတယ်ပိုင်ရှင်ကတော့ဒီလောက်ကုန်ရင်အပြီးထွက်သွားဖို့ချိန်ချောက်ပြီးတခြားနေစရာနေရာရှာတော့လို့ပြောပါရဲ့ရှောင်းကထက်ခါတလဲလဲတောင်းမှန်ပေမဲ့ပိုင်ရှင်ကညှင်းပယ်ပြီးထွက်သွားပါတယ်စိတ်ပြအားငယ်ပြီးမျောလင်းချက်မဲ့သွားရဲ့ရှောင်းဟာနောက်ဆုံးမှာတော့စကားပြန်မမူရဲ့အစီအစဉ်တိုင်းလုပ်ဖို့တွန်းဆုပ်နဲ့တဘောတူလေးရပါတော့တယ်ဒီမှာကမတော်စားမှုတွေတမီလုပ်တဲ့အခါဒဏ်ရာမရစေဖို့တတိထားဖို့ပြောပါရဲ့ပြီးတော့မတော်စားမှုတစ်ချိန်ဖြစ်အောင်လုပ်ပေးတိုင်းရွှမ်း2000ပေးမယ်လို့ကမ်းလှမ်းပါရဲ့ရှောင်းဟာဆိုင်ကယ်အုပ်ထုပ်ကိုစောင်းပြီးသူ့ရဲ့ပထမဆုံးကားတစ်စီးကိုယူကာတွားတိုက်လိုက်ပါရဲ့အဲဒီညမှာမမိုနိုးလာတဲ့အခါအဖေဖြစ်သူကိုမတွေ့ရပါဘူးအဖေအိမ်ပြန်ရောက်လာတဲ့အခါကျမှတမီးဖြစ်သူအိမ်မက်ဆိုးမက်ခတ်မှန်သိရပါရဲ့သူကတမီးကိုချော့မော့ပြီးဝယ်လာပေးတဲ့ဘာကာကိုကျွေးလိုက်ပါရဲ့နောက်တစ်နေ့မှာရှောင်းဟာအဲ့ဒီခိုင်းနဲ့တော့တွေ့တဲ့အခါရှင့်နေကိုယ်တိုင်ကအဲ့ဒီခိုင်းဝင်တယောက်ဖြစ်နေတာကိုသိလိုက်ရပါရဲ့တခြားလူတယောက်ရဲ့အလုပ်ကတော့အာမခံကုမ္ပဏီအတွက်မတော်ဆမှုဖြစ်ပွားတဲ့ပုံတွေကိုဓာတ်ပုံရိုက်ပေးရတာပါခိုင်းကောင်းဆောင်ကရှောင်းကိုသူ့ရဲ့ဝေစုပတ်စံတွေကိုပေးပြီးတမီးဖြစ်သူရဲ့အမှုကိုတေချာပေါက်အနိုင်ရစေရမယ်လို့ခရီးပေးပါရဲ့ရှောင်းကရှင့်နေကိုပတ်စံလမ်းပေးဖို့လုပ်တဲ့အခါမှာတော့ရှင့်နေကမလောပါနဲ့အောင်လို့တားပါတယ်သူကရှောင်းဟာတမီးဖြစ်သူကိုကောင်းကောင်းမွန်မွန်ဆောက်ရှောက်နိုင်တယ်ဆိုတဲ့တတိပြဖို့အတွက်ရှောင်းမှာပတ်စံအများကြီးရှိနေတာကိုတရားရုံးကမြင်ဖို့လိုတယ်လို့ပြောပါတယ်တကယ်လို့ရှောင်းတာသူတို့ညွှန်ကြားချက်အတိုင်းလုပ်မယ်ဆိုရင်တရားရုံးမှာမျက်နှာပန်းလာအောင်လက်ငင်းငွေသားတွေပေးမဲ့ပြင်ရှောင်းနိုင်မယ်နဲ့ကားစည်းတောင်အမီပေါက်မှတ်ပုံတွေပေးဦးမယ်လို့ဆိုပါတယ်ရှောင်းကဘာလို့ဒီလောက်တောင်ကူညီနေရတယ်လို့မေးပါတယ်ခိုင်းကောင်းဆောင်ကဘာလို့တူတူပတ်စံရှာနေကြတာပဲငါကဘာလို့ဂရုမစိုက်ပဲနေရမှာလဲလို့ပြန်ဖြေပြီးသူတို့ရဲ့လိမ်လည်ပြဖို့အစီအစဉ်ကိုရှင်းပြပါတယ်သူတို့တွေဟာတမိုးကြီးကားတွေကိုတိုက်ကြပါတယ်အာမကန်ကုမ္ပဏီကအဲ့ဒီကားတွေကိုတမိုးမြင့်ကြီးတက်မှတ်ပေးပြီးစိတ်အောင်ကိုပို့ပါတယ်အဲဒီစိတ်အောင်ရောက်ရင်တမိုးကြီးတဲ့ကားပို့ပစ္စည်းတွေကိုဈေးပေါ်တဲ့ပစ္စည်းတွေနဲ့လဲလှယ်ပစ်ပြီးမူရင်းပစ္စည်းတွေကိုပြန်ရောက်ကအမျက်ငွေကိုခွဲဝေကြဖြစ်ပါတယ်ရှောင်းဟာအဲ့ဒီအကြောင်းကိုစဉ်းစားရင်တမီးဖြစ်သူကိုစောင့်တေချာခြုံပေးခဲ့ပြီးသူတို့နဲ့အတူလုံးဖို့အပြင်ကိုထွက်လာခဲ့ပါတယ်သူဟာဆိုင်ကယ်အုပ်ထုပ်ကိုစောင်းပြီးတဘာဝကျတဲ့မတော်တဆမှုဖြစ်ပုံမျိုးပေါ်လွင်အောင်ကားကိုနိုင်ရန်တစ်ခုစီမောင်းတိုက်လိုက်ပါတယ်သူပတ်စံရတယ်ပြီးတော့တခြားကားစီးကိုထပ်ယူပြီးအဲ့ဒီအတိုင်းတစ်ခါတလေလေလုပ်ပါတယ်ဒီချင်းတရားနဲ့နီးကပ်တော့တဲ့အချိန်တိုင်းမှာသူ့စိတ်ထဲနောက်ဆုံးမြက်ပေါ်လာတတ်တဲ့ပုံရိပ်ကတော့တမီးဖြစ်သူရဲ့မျက်နှာလေးပဲဖြစ်ပါတယ်တမီးဖြစ်သူကလည်းအဖေဖြစ်သူဘာလို့ဒီလောက်တော့အိမ်ငိုက်နေရတာလဲညာလုံးပေါက်ဘာလို့တွေလုပ်နေရလဲဆိုပြီးထိထားမိလာပါတယ်သူမဟာအဖေဖြစ်သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှဒဏ်ရာတွေအညိုမဲဆွဲဒဏ်ရာတွေပြည့်နေတာကိုတွေ့လိုက်ရပါတယ်တရက်အတန်းထဲမှာအဖေဖြစ်သူအိမ်ငိုက်နေတော့ဒူမကနိုးလိုက်ပါတယ်ပြီးတော့ဒူမကအဖေရဲ့လက်ကိုဒူမရဲ့လက်ဘင်းပေါ်တင်ပေးပြီးအဖေညဘက်ဘယ်လိုဟောက်တယ်လဲဆိုတာကိုပြတာကအတန်ထွက်နီးတင်ပေးပြီးလက်ခုပ်တီးပေးပါတယ်ဒူမကတကယ်ချင်းစီရတဲ့ခရူတင်းကစားစရာအပေါဝင်လက်ဆောင်တွေကိုပြပါတယ်ဒါပေမဲ့အဖေကနားမကြားရတာကြောင့်အဖေကိုမုတ်ကြည့်ဖို့ကန့်လန့်ပေးလိုက်ပါတယ်တမီးဖြစ်သူကဒူမအကြိုက်ဆုံးတေဂီတာဒူရီယာကိုတီးခတ်ပြပြီးအဖေဖြစ်သူကလည်းလက်ခုပ်တီးပေးရှာပါတယ်အဖေဖြစ်သူကတစ်ချက်ကလေးမှမကြားရဘူးဆိုတာကိုသူမတိနေပေမဲ့လည်းပေါ့ဒါပေမဲ့အဖေဖြစ်သူရဲ့လက်ခုပ်တီးအားပေးမှုတွေကဘာမှအထိပ္ပယ်မရှိဘူးဆိုတာကိုရုတ်တရက်ဒီထားမိသွားရဲ့အခါမှာတော့သူမမျက်ရည်ကျမိပါတော့တယ်အဖေကသူမတီးနေတာကိုလုံးဝမကြားရလို့ပါအဲဒီနောက်မှာတော့ရှောင်းဟာသူ့ရဲ့လောက်ခပတ်စံတွေကိုတော့တောင်းမိမယ်အဲ့ဒီခိုင်ကသူ့ကိုမောင်းထုတ်လိုက်ပါတယ်တရားရုံးကြီးဆိုင်မှုတုံးရက်ဖယ်လူတော့ရဆိုတာကိုသူကတတိပေးပါတယ်ခိုင်ကောင်းဆောင်ကကားတွေကိုတေချာမတိုက်ရင်ရဲတွေရိမ့်မိသွားပြီးအားလုံးဒုက္ခရောက်ကုန်လိမ့်မယ်လို့တတိပေးပါတယ်တကယ်လို့ပတ်စံလိုချင်ရင်တော့နောက်ဆုံးကားစီးကိုထပ်တိုက်ပေးရမယ်လို့ဆိုပါတယ်သူဟာတရားရုံးမတွားခင်အဲ့ဒီအလုပ်ကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပြီးတမီးဖြစ်သူကိုအရင်ဆုံးစောင်းချုံတိတ်ခဲ့ပေမဲ့မမျော်လင့်ပဲကန်ဆိုးမှုကြီးနဲ့ကြုံရပါတော့တယ်တမီးဖြစ်သူကအဖေအပြင်ထွက်သွားတာကိုရိပ်မိပြီးကားကိုတောင်လည်းအထိနောက်ကနေလိုက်လာခဲ့ပါတယ်ပြီးတော့အဖေဖြစ်သူတတိမထားမိခင်မှာပဲကားလေးကိုခိုးဝင်ပုံလိုက်ပါတယ်သူဟာဆိုင်ကယ်အုပ်ထုပ်ကိုစောင်းကားကိုဆက်လို့မောင်းထွက်ပြီးမတော်ဆမှုဖြစ်အောင်တိုက်ဖို့အခြားကားတစ်စီးစီကိုဦးတီမောင်းနေပါတယ်သူကကားကိုအရှိန်ကိုမြင့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတမီးဖြစ်သူကတတိပေးဖို့အတွက်ရုတ်တရက်အော်ဟစ်လိုက်ပါတယ်သူကတခြားကားကိုရှောင်ကွင်းဖို့အတွက်စတီယာရင်ကိုအတင်းလိုက်ပေမဲ့လမ်းဘေးကနေရန်ကိုပဲအရှိန်အဟုန်နဲ့ဝင်တိုက်မိပါတော့တယ်တိုင်းပြီးတဲ့အချိန်ကအရန်ပြင်းထန်လွန်းတာကြောင့်သူဒဏ်ရာပြင်းထန်ရသွားပါတယ်တမီးဖြစ်သူလည်းကားလိုက်ကနေထွက်ချင်းမှာပဲရှေ့ကိုနှုတ်ထွက်သွားပါတော့တယ်တွေးပေးချင်နေတဲ့ဂျာကရှောင်းဟာတမီးဖြစ်သူကိုစေးရုံကြီးချီပိုးပြီးပြေးရပါတယ်ဒီမကိုရေးပေါ်ခန်းထဲကိုချက်ချင်းခေါ်လာကြပါတယ်ဆရာဝန်တွေကမိသားစုဝင်ရဲ့စက်တွင်ရဲ့ဖုန်းနံပါတ်ကိုတောင်းတဲ့အခါမှာသူပေးနိုင်တဲ့တခုတီးတော့နံပါတ်ကတော့ကလေးမေရဲ့နံပါတ်ပဲဖြစ်ပါတယ်မ
အမေဖြစ်သူကထိတ်လန့်တုန်လှုပ်စွာပြေးရောက်လာပြီးကောင်မလေးဟာဒီစိတ်ထင်ရကြောင်းစကားမပြောနိုင်ဘူးဆိုတာကိုသိလိုက်ရပါတယ်သူမဟာတမီးဖြစ်သူစီကိုပြေးသွားတဲ့အချိန်မှာရှောင်းကတော့အဝေးကနေပဲလမ်းကြည့်နေရရှာပါတယ်တမီးလေးဘေးကင်းလို့စိတ်တရရသွားတဲ့အမေဖြစ်သူကမမိုကိုရှောင်းစီရခေါ်ဆောင်ပြီးထွက်သွားပါတယ်ဆိုရနေတဲ့ဖြစ်တဲ့ရှောင်းကတမီးလေးအဆင်ပြေလာလို့လမ်းမေးတဲ့အခါမှာတော့အမေဖြစ်သူကငါ့ကိုလာမထိနဲ့လို့အော်ဟင်းကောင်ခံပြီးမမိုကိုသူမပဲခေါ်တော့မှဖြစ်ကြောင်းနဲ့အားလုံးကိုတရားရုံးမှာရှင်းကြမယ်လို့ပြောပါတယ်တရားခွင်မှာတော့သူဟာတမီးဖြစ်သူရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ရအောင်လုပ်ခဲ့ပြီးသူ့ကြောင့်ပဲတမီးဖြစ်သူစကားမပြောနိုင်တော့တာဖြစ်တယ်လို့ဆွဆွဲဖော်ပြပါတယ်ဓမ္မတာအတိုင်းပဲသူ့အမှုရှုံးသွားပါတယ်ဒါပေမဲ့သူကတော့တရားခွင်မှာပြောရတာတွေကိုစိတ်မဝင်စားပါဘူးသူရဲ့တခုတည်းတော့စိတ်ပူပန်မှုကတမီးဖြစ်သူပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့သူကတရားခွင်ကြားနာမှုကိုဖျက်ပြောပြီးတမီးဖြစ်သူကိုတွေးခွင့်ပေးဖို့တောင်းဆိုပါတယ်အမေဖြစ်သူကတမီးစကားမပြောနိုင်တော့တာသူ့ကြောင့်ဆိုပြီးတွေးခွင့်မပေးဘဲညှင်းဆိုပေမဲ့တရားရုံးကတွေးခွင့်ပေးဖို့သဘောတူလိုက်ပါတယ်သူတို့ကမမိုကိုခေါ်လာပေးပေမဲ့ရှောင်းကိုတော့အနာကပ်မခံပါဘူးကောင်မလေးကိုဘယ်သူနဲ့နေချင်းလဲလို့မေးတဲ့အခါမှာတော့ဒီတစ်ချိန်မှာပြဿနာကသူမဟာအမေဖြစ်သူကိုရွေးထည့်လိုက်တာပဲဖြစ်ပါတယ်အမေဖြစ်သူကသူမကိုဖတ်ထားတဲ့အချိန်မှာရှောင်းကတော့တမီးဖြစ်သူတို့ကိုမုံသွားပြီလို့ခံစားရပြီးအန်အောမင်တဲ့ဆောင်းနဲ့ရက်နေရှာပါတယ်သူမဟာအမေဖြစ်သူနဲ့သူထွက်ခွာသွားပြီးနောက်ဆုံးကတော့သူမအမြဲတမ်းစိတ်ကူးရင်ခဲ့ရတဲ့တေးဂီတာဒုတိယကိုတည်ယူခွင့်ရရှိသွားပါတယ်တစ်ဖက်မှာလည်းရှောင်းဟာတမီးဖြစ်သူအဆင်ပြေလားဆိုတာတရားဖို့အတွက်တမီးရဲ့ကြောင်းစီကိုနေ့တိုင်းတွားရောက်ကြည့်ရှုလို့ရှိပါတယ်အိမ်တက်မှာမမိုစာချက်နေတော့ဘေးနားမှာဖေးတူမအေခွဲမောင်လေးကစော်ကားနေပါတယ်သူမဟာသူတို့နှစ်ယောက်ကြားကတားဖတ်တန်ရောစင်ကိုစိုက်ကြည့်နေပြီးသူမရဲ့ဖေကိုလွှမ်းဆွနေပုံရပါတယ်သူမဟာထမင်းလက်တိတ်မစားရေလက်တိတ်မတောက်ပါဘူးရှောင်းကတော့တမီးလေးနေကောင်းရလားစကားပြန်ပြောနိုင်ပြီလားဆိုပြီးအမေဖြစ်သူစီမက်ဆေ့တွေပို့မေးပေမဲ့သူမကဘယ်တော့မှပြန်စာမရေးပါဘူးမမိုဟာသူမရဲ့တငယ်ချင်းတွေနဲ့အရင်ကလိုမျိုးကစားနည်းတွေကိုပဲကစားနေပါတယ်ဒါပေမဲ့သူမရဲ့အမေကတော့ခင်မုန်းဖြစ်သူနဲ့အတူခရီးသွားဖို့ဆုံးဖြတ်လိုက်ပြီးမမိုကိုသူတို့ပြောင်းရွှေ့မဲ့နေရာအစ်စ်နားကအကြောင်းကိုပြောင်းရွှေ့လိုက်ပါတယ်အဲဒီနေရာမှာမမိုဟာအရင်ကသူမရဲ့အဖေနဲ့ကစားခဲ့တဲ့အကြောင်းတွေကိုပြန်တွေးမိပါတယ်။တစ်ချိန်ကသူမဟာမိဘုံပြန်ပေါ်မှာသူတို့နှစ်ယောက်ရဲ့ပုံကိုဆွဲပြီးတမီးကြီးလာရင်အဖေကိုတမီးကာဝယ်ပေးမှလို့ပြောခဲ့တဲ့စကားတွေကိုအမရနေပါတယ်။မတော်ဆမှုဖြစ်ပြီးတဲ့နောက်ပိုင်းရှောင်းဟာမမိုပေးခဲ့ဘူးတဲ့ကစားစရာအယုတ်လေးကိုပဲကင်ပြီးဟိုဒီရှောက်သွားနေတော့တာပါ။တရက်မှာသူ့တငယ်ချင်းကသူ့စီလာရောက်ကြည့်ရှုပါရဲ့။ရှောင်းကတော့နောက်နေ့မှာတမီးဖြစ်သူအစီပြေကြောင်းတေးကြအောင်စစ်ဆေးပြီးရင်ရဲစခန်းမှာကိုယ့်ကိုအဖမ်းခံတော့မယ်လို့သူ့တငယ်ချင်းကိုပြောပြပါရဲ့။သူ့ငယ်ချင်းကတော့သူ့ကိုတားဖို့ကြိုးစားပါတယ်။နောက်တစ်နေ့မှာရှောင်းဟာမမိုကိုကြောင်းရှိမှစောင့်နေပေမဲ့သူမအမေကမမိုကိုခေါ်သွားပြီးဒီနေ့ပဲလေရင်နဲ့တခြားမျိုးကိုခေါ်သွားတော့မယ်ဆိုတာသိလိုက်ရတဲ့အခါသူတုန်လှုပ်သွားပါတယ်။မမိုကတော့မတွားချင်ရှာပါဘူး။သူတို့ထွက်သွားတော့မယ့်အချိန်မှာရှောင်းဟာလေစိတ်ကိုအပြေးလွှတ်ရောက်သွားပါတယ်။သူကမမိုကိုအယုတ်လေးပြရတဲ့အခါမှာတော့သူမရဲ့မျက်နှာလေးဝင်းပသွားပြီးအဖေစီပြေးသွားပါတယ်။သူမကအဖေကိုစိတ်မဆိုးကြောင်းနဲ့ခရီးမတွားချင်ကြောင်းအဖေနဲ့ပဲနေချင်ကြောင်းနားလည်အောင်ပြောပါတယ်။ဒါပေမဲ့ရှောင်းကတော့တမီးရဲ့အနာဂတ်အတွက်အမေဖြစ်သူရဲ့စကားကိုနားထောင်ဖို့နဲ့ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့သူမကိုဆွဲဆောင်ပြောဆိုပါတယ်။သူမမထွက်ခွာခင်မှာအဖေကိုအရင်လိုမျိုးပတ်စံမရှာဖို့နဲ့အနေနဲ့များတဲ့အလုပ်တွေကိုလုံးဝရစ်ပစ်ဖို့ကြိပေးခိုင်းပါတယ်။သူတို့နှစ်ယောက်ပျော်ရွှင်စွာစကားပြောနေစဉ်မှာပဲရဲတွေရောက်လာပြီးရှောင်းကိုဖမ်းဆီးလိုက်ပါတယ်။မမိုကအဖေကိုလွတ်ပေးဖို့တောင်းပန်ရင်အဖေနောက်ကိုပြေးလိုက်ပေမဲ့အမေဖြစ်သူကဆွဲခေါ်တော့ပါတယ်။မမိုကအဖေဟာကဘာပေါ်မှာအကောင်းဆုံးအဖေပဲလို့အော်ဟစ်နေပါတယ်။တည်င်းတွေမှာတော့ရှောင်းပါဝင်အာမရလိန်လည်မှုခိုင်းကြီးကိုရဲတွေဖမ်းဆီးလိုက်ပြီးဆိုတာပြန့်နှံ့သွားပါတယ်။မမိုကတော့အဲ့ဒီညကအဖေနောက်ကိုလိုက်သွားပြီးကားလေးကိုဝင်မိခဲ့လို့ပဲအခုလိုဖြစ်ရတာလို့ကိုယ့်ကိုအပြစ်တင်နေပါတယ်။သူမရဲ့အမေကတော့သူမအပြစ်မဟုတ်ကြောင်းနှစ်သိမ့်ပေးပါတယ်။ပထမဆုံးတရားရုံးကြီးကိုရောက်တဲ့အခါရှောင်းပါဝင်မှုတွေအားလုံးကိုယုံတင်လိုက်ပါတယ်။ရှောင်းကိုမြင်လိုက်ရတဲ့အခါမမိုမျက်ရည်ကျပါတယ်။ရှောင်းကတော့အရာအားလုံးအတွက်သူပဲတာဝန်ရှိတယ်လို့ဝန်ခံပါတယ်။မမိုကတော့အရွယ်ရောက်လာတဲ့အခါမှာသူမရဲ့အမေကအဖေအတွက်ရှင်းနေတယောက်ငါပေးခဲ့ကြောင်းပြောပြပါတယ်။သူမကထိုးအချိန်ကလေးပဲရှိနေတာကြောင့်အဖေကိုထပ်မမြင်ရတော့မှကြောက်လန့်ပြီးတရားရုံးကိုတက်ရောက်ဖို့ခွင့်ပြုခဲ့တာပါ။တရားခွင်မစတင်ခင်မှာဂိုင်းဝင်တယောက်ကရဲနဲ့ရန်ဖြစ်တယ်လို့ဟန်ဆောင်ပါတယ်။ရှောင်းကတော့အဲ့ဒီလူကိုအားလုံးကိုငါတယောက်တည်းလောက်တာလို့ဝန်မခံရင်မင်းသမီးဖြစ်သူကိုထပ်မြင်ရမှာမဟုတ်ဘူးလို့ချိန်ချောက်ပါတယ်။စကားပြန်မမိုကသူတို့ချိန်ချောက်တာကိုမြင်လိုက်ရပါတယ်။တရားရုံးအပြင်မှာလည်းအဖေကအပြစ်ကိုအကုန်မယူရင်တမီးကိုအန်ဒီရပြုတ်မယ်လို့ချင်းချောက်တဲ့ဂိုင်းဝင်နေအောင်ရှိနေတာကိုလည်းသိလိုက်ရပါတယ်။ရှောင်းကဝန်ခံချက်ပေးတဲ့အခါသူ့တငယ်ချင်းတွေကကန့်ကွက်ကြပေမဲ့ဂိုင်းကတခြားလူတွေကသူပဲတာဝန်ရှိတယ်လို့ထောက်ခံပြောဆိုကြပါတယ်။တရားလိုဘက်ကတော့ရှောင်းဟာတမီးဖြစ်သူကျောင်းအနားမှာရှိနေတာကိုပြသတဲ့ဗီဒီယိုဖိုင်ကိုတင်ပြပြီးသူမကိုအန်ဒီရပြုတ်ဖို့ကြံရွယ်ထားတာဖြစ်လို့လေစိတ်မှာရဲတွေစီကနေထွက်ပြေးတာလို့ဆွဆွဲခဲ့ပါတယ်။မမိုကတော့
အဖေကတမီးကိုလာတွေ့တာပါတခြားရွေချက်မရှိပါဘူးသူထွက်ပြေးတာမဟုတ်ပါဘူးလို့အတင်းညင်းပါတယ်ဒါပေမဲ့တရားလိုဘက်ကတော့ရှောင်းဟာတမီးဖြစ်သူနဲ့အတူမတော်အဆမှုဖြစ်အောင်လုပ်ပြီးဒဏ်ရာရအောင်လုပ်ခဲ့တာကြောင့်တာဝန်မဲ့သူဖြစ်ပြီးစာနာစရာမလိုဘူးလို့ဆက်လက်ဆွဆွဲပါတယ်မမိုကတော့ရှင်တို့လိန်နေတာလို့အော်ဟစ်လိုက်ပါတယ်ဒါဟာမဟုတ်ပါဘူးလို့အော်ဟစ်လိုက်တာကြောင့်တရားခွင်တစ်ခုလုံးလှုပ်လှုပ်ခက်ခက်ဖြစ်သွားပါတယ်ဒီမှာဟာမျက်ရည်တွေနဲ့အတူအဖေစီပြေးသွားပြီးတခုခုလှုပ်ပေးဖို့စကားပြန်မမိုကိုငိုရိုတောင်းပန်ပါတယ်မမိုရဲ့စိတ်အားထက်သန်မှုနဲ့ရှောင်းရဲ့အပြစ်မဲ့မှုကိုစိတ်မကောင်းဖြစ်ရတဲ့စကားပြန်မမိုဟာဒီမကိုယ်တိုင်လည်းလိန်ညာခဲ့ကြောင်းနဲ့ရှောင်းဟာအပြစ်မရှိကြောင်းတရားရုံးမှာဝန်ခံလိုက်ပါတော့တယ်အချုပ်ခန်းထဲမှာရှောင်းကိုချင်းချောက်နေတာကိုဒီမမြင်ခဲ့ရပြီးအပြစ်အလုံးကိုသူတယောက်တည်းတာဝန်မယူရင်တမီးဖြစ်သူကိုဘယ်တော့မှထပ်မြင်ရမှာမဟုတ်ဘူးလို့ဂိုင်းကပြောခဲ့ကြောင်းရှင်းပြပါတယ်ဒါအပြင်သူမဟာနားမကြတဲ့သူတွေကိုဒီကိုင်းနဲ့တွင်းပြီးအလုတ်ခိုင်းစေဖို့အတွက်လက်ဟန်ချီဟန်စကားကိုတီးတန့်တင်ယူခဲ့ရတာဖြစ်ကြောင်းဖွင့်ချလိုက်ပါတယ်။သူမရဲ့စကားတွေကြောင့်မမိုဟာစိတ်ထိခိုက်သွားရပါတယ်။စကားပြမမိုကတရားရုံးအပြင်မှာစောင့်နေတဲ့ဂိုင်းဝင်မျိုးသားနှစ်ယောက်ရဲ့နာမည်ကိုပါထုတ်ဖော်ပြလိုက်တာကြောင့်ရဲတွေဟာသူတို့ကိုထမပြေးနိုင်ခင်မှာပဲဖမ်းဆီးလိုက်ပါတယ်။စကားပြမမိုဟာလည်းတခြားဂိုင်းဝင်တွေနဲ့အတူအဖမ်းခံလိုက်ရပါတယ်။တရားခွင်ဆုံးတက်မှာတော့ရှောင်းကသူ့ရဲ့အမားတွေနဲ့ပြစ်မှုအတွက်စိတ်မကောင်းပါဘူးလို့ပြောပါတယ်။သူဟာနားမကြားပေမဲ့သူ့မှာကျင်နာလက်တဲ့တမီးလေးတယောက်ရှိကြောင်းတမီးလေးကိုလူရန်စိတ်ထားနိုင်မှုအရာရာကိုလှုပ်ဆောင်ခဲ့ပေမဲ့အခြေအနေတွေကခက်ခဲလွန်းခဲ့ကြောင်းရှင်းပြပါတယ်။သူကလူတွေကိုပြောပြခဲ့ပေမဲ့သူတို့ကသူ့ကိုနားမလည်ခဲ့ကြပါဘူး။မမိုကအဖေဖြစ်သူရဲ့စကားတွေကိုတရားခွင်မှာပြန်ပြီးဘာသာပြန်ပေးပါတယ်။သူကတမီးကိုကိုယ့်ကိုဂရုစိုက်ဖို့ပြောပြီးသူဟာတမီးရဲ့အဖေဖြစ်ခွင့်မထိုက်တန်ပေမဲ့တမီးရဲ့အတွက်အရန်ဂုဏ်ယူတယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့သူမကြောင့်သူတင်ယူခဲ့ရတဲ့အတန်ထွက်ကိုလုပ်ပြပါတယ်။အဖေဖြစ်သူစကားပြောနိုင်ခဲ့ပြီဆိုတာကိုတိလျာရဲ့အတွက်သူမဟာပျော်ရွှင်တဲ့မျက်ရည်တွေကျလာပါတယ်။သူတို့အတူတူဖြစ်တန်းခဲ့တဲ့အတိတ်တွေကိုပြန်တွေးမိပါတယ်။အရွယ်ရောက်လာတဲ့မူကအဖေဖြစ်သူရဲ့ဝန်ခံချက်ကြောင့်ပဲပြည်တယ်ရှော့ဘော့ပေးခဲ့တာဖြစ်ပေမဲ့ပြည်မှုတွေဟာပြင်းထန်လွန်းတာကြောင့်ထောင်နဲ့6နှစ်ကြာခံခဲ့ရတယ်လို့ရှင်းပြပါတယ်။သူမကမိမိတို့ရဲ့အတန်ကိုကြားရဖြစ်စေမကြားရဖြစ်စေအဖေလိုပဲတရားမျှတစွာဆုံးဖြတ်ချက်ခံယူပိုင်ခွင့်ရှိကြောင်းထပ်လောင်းပြောကြားပြီးတရားခံတွေကိုအမှန်တမ်းဖွင့်ပြောဖို့အားပေးပါတယ်။နောက်ဆုံးမှာတော့ရဲတွေကဆိုင်ရှင်ဟာကောင်မလေးကိုနောက်ဆက်စော်ကားခဲ့တဲ့ဗီဒီယိုဖိုင်ကိုတွေ့ရှိသွားပြီးနောက်ဆိုင်ရှင်ကိုဖမ်းဆီးလိုက်ပါတယ်။ရဲရရှိကမမိုကိုဘာလို့အမှန်တိုင်းအစောကြီးကနေမပြောခဲ့တာလဲလူတယောက်ကိုကြည့်အောင်နဲ့နားမကြားဘူးဆိုတာဘလို့သိနိုင်လဲလို့မေးပါတယ်။သူမကနားမကြားတဲ့ဘသူမဆိုတင့်ကိုမြင်မြင်ချင်းပထမဆုံးမိနစ်မှာတည်းပြုံးပြပါလိမ့်မယ်လို့ပြန်ဖြေပါတယ်။စတိန်ကျမ်းမှာတော့ရှောင်းဟာသူ့ရဲ့နာမကျတဲ့တကယ်ချင်းတွေနဲ့အတူတန်ရှင်းရဲ့ကုမ္ပဏီတစ်ခုထောင်ခဲ့ပြီးတည်ချိန်တဲ့ဘဝတစ်ခုနဲ့နေထိုင်သွားခဲ့တယ်။မမိုကတော့ကျောင်းပြီးတဲ့နောက်မှာပရာဟိတလုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်မှုနဲ့နာမကျသူတွေအတွက်လက်ဟန်ချီဟန်စကားပြန်ဆိုပေးဖို့တရုတ်ပြည်ကိုပြန်လာခဲ့ပါတယ်။တစ်ချိန်ကအဖေကိုကာဝယ်ပေးမယ်လို့ခရီးပေးခဲ့တဲ့မိန်းကလေးငယ်လေးဟာအခုတော့လူအများကြီးကိုကာဝယ်ပေးနေတဲ့သူရောက်ဖြစ်လာခဲ့ပါပြီ။ဒါကတော့ဒီဇက်ကားရဲ့စတိန်လေးပဲဖြစ်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေထပ်ကြည့်ကြရင်တော့ subscribe လုပ်ထားပေးကြပါဦးကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်